မင်္ဂလာပါရှင်သူတို့ရကန်ထဲပါဒီတိမှာရောက်တဲ့ဒီဇိုင်းအသစ်လေးတွေကိုပြခဲ့ပေးပါမယ်။တိုင်းနဲ့အားပြလို့ရပါတယ်ရှင်။နှစ်တရာချီအစ်စ်ထဲလေးတွေပါရှင်။ဒီထဲလေးဒီဒီဇိုင်းလေးကြိုက်တယ်ဆိုရင်နံပါတ်1ပါရှင်။ဒီဒီဇိုင်းလေးကိုကြိုက်တယ်ဆိုရင်နံပါတ်2ပါရှင်။မြင်းကြီးကာလာလေးပါ။ဒီကာလာလေးကြိုက်တယ်ဆိုရင်နံပါတ်3ပါရှင်။စိမ်းဝါကာလာလေးပါရှင်။ဒီဒီဇိုင်းလေးကိုတော့နံပါတ်4အနေနဲ့လာပါကာလာဆန်းလေးပါ။ဒီကာလာလေးကြိုက်တယ်ဆိုရင်တော့နံပါတ်5လေးပါဒါကတော့ဝိုင်းဒီကာလာလေးပါရှင်ဒီကာလာလေးကြိုက်တယ်ဆိုရင်တော့နံပါတ်6ပါနက်ပြကာလာလေးပါရှင်ဒီဒီဇိုင်းလေးကတော့နံပါတ်9အနေနဲ့လာပါဒါကတော့ရွှေအိုရောင်ကာလာလေးပါနံပါတ်10ပါရှင်ဒီအထည်လေးကြိုက်ရင်တော့နံပါတ်9အနေနဲ့လာပါစပေါ့လေးတွေနဲ့ရမ်းလာပါတယ်ဒီဒီဇိုင်းလေးကြိုက်ရင်နံပါတ်10အနေနဲ့လာပါဘိုးဆန်ဆန်ကာလာလေးပါရှင်ခုပြသွားတဲ့အထည်လေးတွေကတော့နှစ်တရာချီအစစ်9000ပါတယ်အနံ40နှစ်ပါတယ်အထည်လေးတွေဖြစ်ပါတယ်ရှင်မာယူအားပေးခြင်းတယ်ဆိုလို့ရှိရင်ဖိုင်ပါမှာပဲဖြစ်ဖြစ်သွန်းသွန်းရက်ခဲ့တဲ့ပေမှာပဲဖြစ်ဖြစ်တီတီရဲ့ message မှာပဲဖြစ်ဖြစ်မာယူအားပေးလို့ရပါတယ်ရှင်ကျေးဇူးများတင်ပါတယ်